ကဲပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီနေ့ episode မှာကျွန်တော်တို့က stock market ထဲမှာ trade တယ်ဆိုလို့ရှိရင်ဘယ်လိုမျိုး financial instrument တွေဘယ်လိုမျိုးပစ္စည်းတွေကျွန်တော်တို့ဝယ်လို့ရတယ်ပေါ့ trade တယ်ဆိုတော့လေးပြောရမယ်ဆိုရင်ဝယ်ရောင်းလုပ်တာပဲပေါ့နော်ကုန်တယ်လုပ်တာပဲပေါ့အဲ့တော့ကျွန်တော်တို့ကကုန်တယ်လုပ်ဖို့ဆိုလို့ရှိရင်ဝယ်ဖို့ရောင်းဖို့ပစ္စည်းရှိရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘာတွေဝယ်လို့ရတယ်ဘာတွေရောင်းလို့ရလဲဆိုတာဒီနေ့ကြည့်ကြမယ်နော် stock market မှာ trade တယ်ဆိုတာနာမည်မှာပါတဲ့အတိုင်းပဲ stock အရင်ဆုံးရှိမယ်ပေါ့နော် stock ဆိုတာတော့ဒီ company တစ်ခုရဲ့သူရဲ့ share ပေါ့နော် share က stock ဒီ company တစ်ခုချင်းစီကို single stock ပေါ့နော် single company single stock နေနဲ့ရှိတယ်အဲ့ဒါ example ပေးရမယ်ဆိုရင်ကျွန်တော်တို့သိနေတဲ့ company တစ်ခုချင်းစီပေါ့နော် company တစ်ခုချင်းစီရဲ့ဆိုင် stock တွေပေါ့နော်ဥပမာ Tesla company ရဲ့ stock Tesla stock ဥပမာ Nvidia company ရဲ့ Nvidia stock Google Microsoft Colgate Palmolive နော်အဲ့လိုမျိုး company တွေရဲ့သူရဲ့သက်ဆိုင်ရာ single stock တွေကလဲကျွန်တော်တို့ဝယ်လို့ရောင်းလို့ရတယ် invest လုပ်လို့ရတယ်ဒါတစ်ချက်ပေါ့နော်ပြီးတော့လို့ရှိရင်ဒီ company တွေပေါ့နော်ဟို company တစ်ခုဒီ company တစ်ခုအဲ့ဒီ stock တွေကိုပေါင်းထားတဲ့နော် stock တွေပေါင်းထားတဲ့ဒါ basket ကြီးတစ်ခုပေါ့နော်ချင်းတစ်ခုအနေနဲ့ trade လို့ရတာကို ETF လို့ခေါ်တယ် ETF ပေါ့နော် ETF ဆိုတာ exchange traded funds လို့ခေါ်တယ်ဥပမာပြောရမယ်ဆိုလို့ရှိရင် Tesla stock Nvidia stock Google stock ဒီလိုမျိုး technology နဲ့ပတ်သက်တဲ့ stock တွေကိုပေါင်းထားတဲ့ technology က ETF တခုရှိမယ်နော်ဒါမှမဟုတ်လို့ရှိရင်ဆေးကုမ္ပဏီတွေပေါ့နော်ဥပမာ Pfizer လို့ Amgen လို့နော် Johnson Johnson လို့ Lilly လို့နော်အဲ့ဒါတွေကိုပေါင်းထားတဲ့ biomedical ETF ရှိမယ်ဒါမှမဟုတ်လို့ရှိရင်ဘဏ်တွေပေါ့နော် Bank of America တို့ Capital One Discover တို့နော် Morgan Chase တို့ဒါတွေကိုပေါင်းထားတဲ့ banking နဲ့ဆိုင်တဲ့ ETF ရှိမယ်နော်အဲ့လိုမျိုး ETF တွေအများကြီးရှိတယ်900ကျော်600ကျော်လောက်ရှိတယ်တချို့ ETF တွေကအမြတ်ဝေစုပုံမှန်ပေးတဲ့ ETF တွေရှိမယ်နော်ဒါအမျိုးမျိုးရှိတယ်အဲ့တော့ပထမတစ်ခုကကျွန်တော် stock တစ်ခုချင်းစီပေါ့နော် single stock တွေ trade လို့ရတယ်ဒါမှမဟုတ်လို့ရှိရင် ETF တွေကို trade လို့ရတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ commodities ပေါ့နော် commodities ဆိုတာဘာလဲဆိုလို့ရှိရင်ပစ္စည်းတွေပေါ့နော်ကုန်ပစ္စည်းတွေဘာတွေလဲဆိုလို့ရွှေတွေငွေတွေ platinum palladium တွေเนาะဒါမှမဟုတ်လို့ရှိရင်အရန်စိတ်ဝင်စားတဲ့ natural gas တွေနောက်ဆုံးဘယ်လောက်ထိတောင် trade လို့ရလဲရှိကျွန်တော်တို့ပဲတွေနွားတွေเนาะကြက်တွေကြက်ဥတွေအားစား trade လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့တခါမှလာတွေတော့မဝယ်ဘူးပေါ့နော်ဟိုအိမ်မှာဈေးလိုက်ဝယ်တာလွယ်လို့ပေါ့နော်ပြီးသွားလို့ရှိရင်နောက်ပါရှိမလဲဦးနောက်ပိုင်းပေါ်လာတဲ့ cryptocurrency လို့ခေါ်တဲ့ digital money တွေလည်း trade လို့ရတယ်အဲ့တော့ကျွန်တော်တို့ကဒီ stock တွေ ETF တွေကို risk အရာသတ်မှတ်ရမယ်ဆိုလို့ရှိရင်တော့အပေါ်ဆုံးပါပေါ့နော် risk အများဆုံးနဲ့ reward လည်းများတယ်လို့ပြောလို့ရပါတော့ဒါပေမဲ့ risk ကတော်တော်များတဲ့ဟာကတော့ cryptocurrency ဖြစ်တယ် cryptocurrency ဆိုတာ risk အများများတယ်ကိုမလောက်တတ်လို့ရှိရင်တော်တော်ထိနိုင်တဲ့ကိစ္စတွေမှာပါတယ်ပေါ့နော်ပြီးပါလို့ရှိရင်သူ့လောက်တော့ risk မများဘူးဒါပေမဲ့လည်း risk ရှိတယ်အဲ့ဒါပါလဲဆိုရင် single stock တွေပေါ့နော်ကုမ္ပဏီတစ်ခုချင်းစီမှာကိုဝယ်ထားမယ်ဆိုလို့ရှိရင်ဥမာကိုဝယ်လိုက်တဲ့ stock ကမှတီးတန့်ကြီးရွေးပြီးတော့ဈေးကျသွားတယ်ဒါမှမဟုတ်လို့ရှိရင်နောက်ဆုံး Diwali ခံသွားတဲ့အထိဖြစ်သွားတာတွေပဲလေဖြစ်နိုင်တယ် Diwali တော့မခံဥမာ Tesla ပေါ့နော် Tesla ဒီPresident Trump စတက်လာတဲ့အချိန်မှာElon Musk လောက်တာတွေမှားတယ်ပါညာဆိုပြီးဝိုင်းပြီးတော့ boycott လုပ်ကြတော့ Tesla stock က400ကျော်လောက်ကနေဘုံဆိုပြုတ်ကျသွားတာ200နီးပါးလောက်ထိဖြစ်သွားတယ်ပေါ့နော်အဲ့လိုမျိုးမှကိုဝယ်ထားတယ်ဆိုလို့ရှိရင်လည်းကိုအတွက်ရှုံးများတယ်ပေါ့နော်ဒါက single stock ကအခုန cryptocurrency ပြောလို့ရှိရင် single stock က risk ရှိသေးတယ်ပြီးသွားလို့ရှိရင်သူ့ထက် risk နည်းတာတော့ ETF တွေပေါ့နော်ဒါတော့သူ့ထက်ဆိုင် risk နည်းတယ်ဘာဖြစ်လို့လဲဆိုတော့ तू က company တစ်ခုတည်းမဟုတ်ဘူး company တွေအများကြီးကိုဒီခြုံပြီးတော့လောက်ထားဖြစ်တဲ့အတွက်ကြောင့်ပေါ့ဥပမာအများဆုံး trade ကြတဲ့ ETF ဆို SPY ဒါကဘာလဲဆိုလို့ရှိရင် US မှာရှိတဲ့ company 900ကိုပေါင်းထားတဲ့ဒါ ETF ပေါ့နော်ပြီးတော့လို့ရှိရင် QQQ ဆိုတာ Nasdaq ပေါ့နော် technology နဲ့ဆိုင်တဲ့ company တွေဖွဲ့ထားတဲ့ ETF ဒါမှမဟုတ်လို့ရှိရင် IWM ပေါ့နော် IWM ဆိုတာ the Russell 2000ပေါ့ Russell 2000ဆိုတာကတော့mid cap ပေါ့နော် company အသေးလေးတွေ mid cap small cap လေးတွေစုထားတဲ့ ETF ဒီ ETF တွေကဥနာ crypto ဒါမှမဟုတ် single stock တွေနဲ့ဆိုင်လို့ရှိရင် risk နည်းမယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဥမာ company တစ်ခုကကျနေရင်တခြား company ကတက်နေတယ်ဆိုတော့သူ့ဘက်သူ balance ဖြစ်နေတယ်ပေါ့နော်ဒီစမ်းပေးရမယ်ဆိုလို့ရှိရင် SPY company 900ရှိတဲ့အတွက်ကြောင့်ဥမာ400ကျော်လောက်ကကျနေတယ်100တက်နေတယ်ဆိုလို့ရှိရင်တော့သူကအရင်မကြောက်ဘူးเนาะ average တွေနဲ့ဖြစ်နေတာပေါ့အဲ့လိုမဟုတ်ဘဲနဲ့ market တစ်ခုလုံး crash ဖြစ်ရင်တော့လည်းမပြောတော့ဘူးပေါ့เนาะဒါပေမဲ့အခုမှစပြီးတော့ကိုရီးယားစပြီးတော့ invest လုပ်မယ် trading လုပ်မယ်ဆိုလို့ရှိရင် risk လည်းတိတ်မယူခြင်းဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဗာတွေ trade လုပ်ရတယ်ဆိုတော့ ETF တွေပေါ့နော်ဦးနာပြောတယ် ETF တွေကိုကိုယ်အရင်ဆုံးရွေးပြီးတော့ကို trade လုပ်ရတယ်ကိုဘယ် sector ကိုစိတ်ဝင်စားလဲပေါ့နော်အဲ့ဒီပုံမှာမူတည်ပြီးတော့သူ့ရဲ့သက်ဆိုင်ရာ ETF ကိုရွေးပြီးတော့အဲ့ဒီ ETF တွေထဲမှာဝင်ပြီးတော့ trade လုပ်ရတယ်ပေါ့နော်အဲ့လို trade ထဲမှာကိုတဖြည်းဖြည်းနားလည်လာပြီး company တစ်ခုချင်းစီကိုလည်းကိုကတေချာလေးလာတက်လာပြီးသူရဲ့ financial အခြေအနေတွေကြည့်တက်လာပြီး company စိတ်ဝင်စားတဲ့ company ဘာပဲဖြစ်ဖြစ်ကိုကယက်တိမဲ့ဆိုလို့ရှိရင်เนาะ single stock တွေဝင်လို့ရတယ်
အဲ့ဒီကနေမှတစ်စင် risk ယူရဲလာပြီးပို့ပြီးတော့high risk high reward ကို chase လုပ်ချင်တယ်ဆိုမှ crypto ထဲဝင်ဖို့ကျွန်တော်အနေနဲ့ကတော့ပြောချင်တယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ဥမာစလုပ်ပြီးတော့ crypto ထဲကိုတန်းပြီးဝင်မယ်ဆိုလို့သူရဲ့အရန် volatile ဖြစ်တာပေါ့နော် volatile ဖြစ်တဲ့တန်အောင်ခံနိုင်မှာမဟုတ်ဘူးအဲ့ဒီတော့ဖြည်းဖြည်းနဲ့မှန်သွားချင်တယ်ဆိုရင် ETF နဲ့စပြီးတော့ဝင်ကြည့် invest လုပ်ကြည့်ပြီးတော့မှလေးရန်တစ်ဆင့်သွားပြီးတော့ single stock တွေ crypto တွေကိုတစ်ဆင့်စီဆက်ပြီးတော့သွားကြည့် commodity တွေကတော့သူ့ line နဲ့သူသွားတာ commodity တွေကတော့ပြောမှဆိုသူ့ cycle နဲ့သူသွားတယ်ပေါ့ဥပမာအခုဆိုလို့ရှိရင်ရွှေတွေငွေတွေလုံးဝမိုးပေါ်ရောက်နေတယ်ဒီချိန်မှာသွားဝယ်မယ်ဆိုလို့ရှိရင်တော့ကိုပိုက်မိလဲပိုက်မိမယ်ကိုကန်ကောင်းမတီထက်တိုင်လဲထက်တိုင်မယ်ပေါ့တော့ပြောလို့မရဒါပေမဲ့အများအဖြစ်ကတော့ရွှေတွေငွေတွေဒီ platinum palladium တွေပေါ့နော်ဒါတွေအားလုံးကသူ့ cycle နဲ့သူသွားတာသူတောက်လျှောက်အတက်ကြီးပဲတောက်လျှောက်တော့မဖြစ်ဘူးမှန်တယ်ရွှေကတော့ဟိုးရင်ရတဲ့ဈေးတက်ဆိုင်လို့ရှိရင်တော့အခုကတော့တောက်လျှောက်တက်လာတယ်ဒါပေမဲ့ဒီကြားထဲမှာတေချာချက်ကိုကြည့်မယ်ဆိုလို့ရှိရင်ဒီလိုကြီးပဲတောက်လျှောက်တက်သွားတာမဟုတ်တက်တဲ့နည်းနည်းပြန်ကြတယ်တက်တယ်ပြန်ကြအဲ့လိုမျိုး wave နဲ့တွားနေတာပေါ့နော်ငွေဆိုရင်ပိုဆိုးတယ်အခုဆိုရင် silver ကလုံးဝထိပ်ဆုံးရောက်နေတယ်ဒါပေမဲ့6ကိုပြန်ကြည့်လိုက်ပါထိတ်ဆုံးရောက်လဲခဏပဲပြီးဘုံဆိုပြီးပြန်ပြုတ်ကြတယ်အဲ့တော့ commodity ကသူ့ line နဲ့သူသွားတာရွှေရလွယ်လို့ကျွန်တော် long term ကိုတခြားတွေလည်းတိတ်မဝယ်တာဘူးပေါ့နော်အဲ့တော့ဟုတ်ပါပြီဒီနေ့အတွက်ဆိုလို့ရှိရင်ဒီ episode အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့သိရမှာ ETF ဆိုတာရှိတယ် single stock ဆိုတာရှိတယ် crypto ဆိုတာရှိတယ်ဒီဟာလုံးဝအခြေခံပဲပေါ့ကို risk ဘယ်လောက်ယူနိုင်လဲပေါ့မူတည်ပြီးတော့ဒီ3ခု invest လုပ်နိုင်မယ်ကိုက risk တိတ်မယူချင်သေးဘူးအခုမှမြေစမ်းခန်းရပြုတ်လုပ်မယ်ဆိုလို့ရှိရင် ETF နဲ့စားလို့ရတယ်နည်းနည်းလေးကိုပို့ပြီးတော့စိတ်ဝင်စားလာတယ်ပို့ပြီးတော့ risk ကိုနည်းနည်းယူချင်တယ် company တစ်ခုချင်းစီကိုအရန်ကြိုက်တယ်ဝင်ပြီးတော့ invest လုပ်ချင်တယ်ဆိုလို့ရှိရင် single company single stock တွေကိုယူပြီးသွားလို့ရှိရင် high risk အရန်ယူရဲသွားပြီဆိုလို့ရှိရင်တော့ crypto တွေကိုသွားလို့ရပြီအဲ့လိုမဟုတ်ပဲနဲ့ကိုကလုံးဝကိုပတ်စံကို risk မယူချင်ဘူး risk အနည်းဆုံးနဲ့သွားချင်တယ်ဆိုလို့ရှိရင်တော့ government bond တွေဝယ်ထားလို့ရတယ်အဲ့ဒါဆိုလို့ရှိရင်တော့ပုံမှန်ကိုကအစိုးရကိုချီးထားတဲ့အတွက်ကြောင့်ပေါ့နော်ကိုကပုံမှန်အတိုးလေးတွေရနိုင်မယ့်အချိန်တိုင်းကိုယ့်ရဲ့အချိန်အနည်းကိုပြန်ရမယ်ပေါ့နော်အဲ့လိုပုံစံမျိုးသွားလို့ရတယ်โอเคเนาะနောက် episode မှာတွေ့မယ်